လေးရှားထောင်တွေမှာအထောက်ထားမဲ့ရခိုင်ရွှေ့ပြောင်းလုပ်သားတွေပိတ်မိနေပါတယ်။မလေးရှားနိုင်ငံကအကျဉ်းထောင်တွေမှာဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ရခိုင်ရွှေ့ပြောင်းလုပ်သားအများအပြားဟာမိသားစုနဲ့အဆက်အသွယ်မရတာကြောင့်ပြန်မလွတ်နိုင်ပဲဖြစ်နေရလို့မလေးရှားရောက်ရခိုင်အတိုင်းဝိုင်းစီကနေသိရပါတယ်။ဖမ်းဆီးခံရသူအများစုဟာအထောက်ထားမဲ့ဝင်ရောက်မှုအော်ပရာစီစစ်ဆေးရေးနဲ့မိတာတွေအပြင်မူရည်စေဝါအမှုတွေကြောင့်ဖြစ်တယ်လို့သိရပါတယ်။မိသားစုနဲ့အဆက်အသွယ်ရပြီးမှတ်ပုံတင်အိမ်နောက်စုစရင်အထောက်ထားတွေပြသနိုင်ရင်မြန်မာငွေ7,100အထက်အကုန်ချခံပြီးလွတ်မြောက်နိုင်ပေမဲ့စီမံရေးနဲ့ကလန်းဘာသာကဲ့သို့ထောင်ကြီးတွေမှာကူညီပေးနိုင်မဲ့သူမရှိဘဲတောင်တင်နေရသူရပေါင်းများစွာရှိနေတာပါ။ဒါအပြင်တွားရောက်ကူညီပေးချင်ကြတဲ့မလေးရှားရောက်ရခိုင်လူမှုအဖွဲ့အစည်းအများစုမှလည်းကိုရိုင်းထောက်ထားမဲ့ဖြစ်နေတာကြောင့်ကူညီဖို့အခက်အခဲတွေရှိနေကြပါတယ်။အဲ့ဒီလူရဲစိတ်အကျဉ်းသားတွေဟာမြန်မာနိုင်ငံစီပြန်ပို့ခံရရင်စစ်ကောင်စီရဲ့အတင်းအဓမ္မစစ်မှုထမ်းခေါ်ယူတာခံရနိုင်တဲ့စိုးရိမ်စရာအခြေအနေတွေလည်းရှိနေပါတယ်။ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုလည်းတင်ဆက်ပေးသွားပါမယ်။